သာသနာတော်မှာထိတ်တန်းကြတဲ့ပါဝကကြီးနှစ်ပါးနဲ့ဘုရားမြတ်စွာဘုရားနိဗ္ဗာန်ဆံရပုံကိုစဉ်းစားပြီးတော့ကြည့်လို့ရှိရင်တို့ကုန်းပါမှုလေသူမြတ်တတ္တဝါတွေကပါမှုလေဘောမှတက်တာလိုက်မတုံးလို့အမိဝံကောင်းဆဲလာမြောင်းမြအောင်းကြရကြည်တိတန်ဒီနှင့်လူပြေလူရွာရောက်ပြန်ပါလိဩနာသေးရဒုက္ခသေးကြောင့်စိတ်အေးကိုခိုင်မနေနိုင်ကြသံဝေကဝတ္ထု၄ပါးဇာတိဒုက္ခပရိသေနေရတာမသက်သာဘူးသရာဒုက္ခမသက်သာဘူးဗျာတိဒုက္ခမသက်သာဘူးမရဏဒုက္ခဘုရားရှင်အထိမသက်သာပါပဲလားလို့စဉ်းစားရတယ်စဉ်းစားရတယ်လွတ်လပ်တဲ့အချိန်ကလေးအမှတ်တမဲ့နဲ့ပြောဆိုပြီးတော့မနှိရဘူးဒါလေးစဉ်းစားရတယ်တရားအထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာဒါတွေကိုဥစွာစဉ်းစားပြီးတော့ထားရတယ်မကြာခဏစဉ်းစားရတယ်ဆိုင်ဆိုင်ဒုက္ခရောက်ပြီးမှလိမြတ်စွာဘုရားရောက်ကြရှာ၏လူဘဝတုန်းကဒီလိုပဲဘယ်သူမှမကင်းနိုင်တဲ့ဇာတိဒုက္ခသရဒုက္ခဗျာတိဒုက္ခမရဏဒုက္ခအဲ့ဒါတွေခံပြီးတော့သိတဲ့အခါကျတော့အများစုကငရဲကြတယ်ပြိဿံဖြစ်တယ်ပိဋ္ဌာဖြစ်တယ်အများစုကအဲ့လိုရောက်သွားကြတယ်လူအများစုကနတ်ဖြစ်တယ်မြမဖြစ်တယ်လူဖြစ်တယ်အဲ့ဒါလိုပြောရတာအများစုကတော့ငရဲပြိဿံပိဋ္ဌာတွေဖြစ်တာပဲဆိုင်ဆိုင်ဒုက္ခရောက်ပြီးမှလိမြာလာပေရွာရောက်ကြရှာ၏အဲ့ဒီအပေဒုက္ခတွေတော့စဉ်းစားကြည့်တော့စဉ်းစားကြည့်တော့ကိုယ့်ဘာသာကိုစဉ်းစားရတယ်ငရဲဘယ်လောက်ဒုက္ခများတယ်တိရစ္ဆာန်တွေဘယ်လောက်ဒုက္ခများတယ်ပိဋ္ဌာတွေဘယ်လောက်ဒုက္ခများတယ်စဉ်းစားရတယ်ဒါသူများနေမဟုတ်ဘူးမိမိတို့သွားရမယ်နေတွေမိမိတို့သွားရမယ်နေတွေဆိုင်ဆိုင်ဒုက္ခရောက်ပြီးမှလိမြာလာပေရွာရောက်ကြရှာ၏ကောင်းပြီဒီဘဝရဲ့လာမဲ့လမ်းနဲ့ဖြစ်ရပုံဒီတော့စဉ်းစားရတာနော်ညီးငွေကြရကြီးဟိုရှေးအတိတ်တုန်းကများဘယ်နဲ့နေပါလိမ့်မတုံးလို့ဆိုတော့အတိတ်တုန်းကလည်းဒီတိုင်းလာခဲ့တာပဋိသန္ဓေနေရတယ်အိုးရတယ်နားရတယ်သေးရတယ်အပေလေးပါးရောက်ရတယ်ဒီငါးမျိုးနဲ့လာခဲ့တာဇာတိဇရာဗျာတိမရဏဒုက္ခနဲ့အပါယဒုက္ခနဲ့ဒီဒုက္ခငါးမျိုးနဲ့လာခဲ့အတိတာရှိဤဝိပေနှင့်နောင်ရေးနာကဒုက္ခထလေဒါဖြင့်နိဗ္ဗာန်မရမချင်းနောက်အနာဂတ်ဘဝတွေပဲနဲ့လို့ဒီလိုလာမှာဒီလိုလာနတ်ဖြစ်တဲ့ဆိုရင်ဇာတိဒုက္ခခဏသက်တာပဲမယ်တော်ကြတော့သေရတဲ့ဒုက္ခသူတို့မกินဘူးနောက်လာမယ့်အနာဂတ်ကလည်းဒီလိုပဲအဲ့တော့အတိတ်တွေးလိုက်တော့လေတို့ဒီလိုဘုနာသေးရဒုက္ခတွေနဲ့လာခဲ့ရနောက်အနာဂတ်မလဲပဲနိဗ္ဗာန်မရမချင်းဩနာသေးရဒုက္ခနဲ့တို့နေရဘဝကြီးကြောက်เสียကောင်းလိုက်တာဘဝကြီးစိတ်ပြည့်เสียကောင်းလိုက်တာလို့သိတွေးဖို့ကောင်းတယ်